ဝန်လေးတွေပြပေးပါလားတဲ့ပြပေးမယ်နော်တနော်ဒီဟာလေးတွေကိုပြောရထင်တယ်ဒီဝတ်စုံလေးတွေကိုပြောရထင်ဒါလေးတွေပြောရလားတလေးဒါလေးဆိုအမရှိပြီတွေမှာဝတ်ပြထားလေးရှိရနော်တနော်ဒီကောင်လေးတော့အမမဝတ်ပြဘူးသေးဘူးဒါလေးအမဝတ်ပြထားရှိရနော်တနော်တကြည့်ပြီနော်ဒါလေးဆိုကာလာလေးရဒီလိုလေးရမယ်တလေးအကွက်အယုံမှချိန်ထားတော့အဲ့လောက်ကြည့်မလှဘူးကိုးလိုက်ရင်တော့တလေးမြင်တဲ့အတိုင်းပဲတော်တော်လှတယ်တီးကသူကလေဝဝပိန်ပိန်ဘောရင်းနဲ့ခေါ်တယ်ကွာအရန်လှတယ်ဘောဝပိန်ပိန်တီးကဘော်ရီအမမနေ့ကဒါလေးဝတ်တာဆိုလို့ကိုမလေးငါသားလို့ညူတော့လို့ငါလို့ပန်းရောင်နေလိုက်ဖို့လားမလိုက်ဖို့လားတီးလို့ဝတ်ကြည့်လိုက်တော့အေးလိုက်တာလှလိုက်တာဆိုမနေ့ကလေမနေ့ကဗီဒီယိုထဲမှာဆိုတော်တော်လှတယ်ဒီကာလာလေးမဝတ်တာလေတော်တော်လှတယ်ဒီလားတကယ်လှတယ်ဒါအယုတ်ကတော့ဆွဲတင်ထားလို့တိုးနေတယ်ဆိုတော့ဆွဲတင်ပြီးတော့ထိထားလို့နော်တိုးနေရအဲ့လိုမတိုးတော်တော်လှတယ်မင်းကြည့်ပြီးတော့ဆွဲသားกว่าဒီလားဆွဲသားပေါင်ညနေစပြီးတော့တယ်80ကနေညနေစပြီးတော့ free site กว่าတော့စိုက်ဒီမနေ့ကဟိုတနေ့ကဆိုမှတော့ကတော့တစ်ချက်ဝင်ကြည့်ကြည့်ပေးတယ်လေလုံးဝ plus site ကိုမှဝတ်ပြထားပြရလေးရှိရတယ်ဒါလေးရောပဲဒါလေးဆိုအမကဒါပဲရှိရတယ်မနေ့ကတစ်ပတ်ခါတော့ပစ္စည်းပြင်ရအောင်နော်တနော်လက်ဖက်တစ်ပတ်ခါတော့ပစ္စည်းပြင်ရအောင်လုံးဝအိမ်မနေလက်တလုံးလေးနဲ့ပေါ့ပါအောင်နေလို့ရတယ်မကျန်ဘလောက်လာရွှေပြီးတော့လေဒီလားတော်တော်မိုက်တယ်အမဝေးပြထားတာလေးလည်းရှိရတယ်လေအဲဒီကောက်ထဲမှာပဲတဲ့လေတစ်ချက်ဝင်ကြည့်ပြီးတော့ဒီကောင်လေးဝေးပြထားတာလေတော်တော်ကြီးကိုလှတာပါတဲ့လေရဲ့ဒီလားရဆက်ဆက်လာတာဟောမလေးအခုထောက်ဝင်မှာပါဒီကောင်လေးထောက်ဝင်တော့မှရောက်တယ်ဆိုရင်ပစ္စည်းလေးရောက်တယ်ဆိုတာလည်းတင်ပြီးမယ်တဲ့လေတော့ပုံမိုက်တယ်ကြည့်ပါဝဲနေရပဲကြိုက်လိုက်တာဒီကောင်လေးဆိုမှလက်ဒီလက်ကအမျိုးမျိုးရှိတယ်နော်တဲလေးကြိုက်တယ်ဆိုရင်မဟုတ် TikTok Messenger TikTok မှာမေးပေးဒီလို body fit လေးတွေလည်းရှိတယ်ကြောင်ကျွန်မခုနကပြပြီးတော့ပေါ်စောပေါ်ပြစ်ချထားတာဒီလိုလိုက်တာငါးနဲ့တားစီရအောင်မရအောင်လုပ်ကြကြံပြားလေးလည်းအရန်လာတယ်ဇာရောအောက်ခဲချီတာကိုဆွဲတာဒီကောင်လေးလည်းတော်တော်မိုက်တယ်ကျမကအထဲထဲမှာအကြိုက်ဆုံးတော့ဒါလေးပြီးတော့ကိုအောင်လေးလေးကြိုက်ပါတယ်ကိုရောင်းတာဆိုတော့မ